အမမေကကြတော့ပေါ့နော်ဒီစနေမှာမွေးရမဟုတ်ပေမဲ့သူကစနေမျိုးမှာပဲကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်ရောက်လာတော့လေဒီစနေမျိုးရဲ့နာမည်လေးကိုသုံးဖြစ်တာပါရှင်အဲကြောင့်မလို့စနေဆိုင်ဆိုပြီးနာမည်လေးထည့်လိုက်တာပါဟုတ်စနေမျိုးရဲ့အရသာတိုင်းလေးပဲလှုပ်ထားတာပေါ့နော်ဒါပေမဲ့ကုန်ချမ်းလေးတွေကကြတချို့နေရာလေးမှာကွာသွားတာကြီးလည်းရှိကောင်းရှိလိမ့်မယ်ပေါ့အမားတို့ဆိုင်မှာရောင်းရအကောင့်ဆိုတာကြတော့စနေတုပ်ပေါ့အမားတို့ရဲ့မုံဖက်ကကြတော့သူကလက်ညှိမုံဖက်ပေါ့ကိုနိုင်ဒီမုံနှစ်ကိုတော့ကိုနိုင်လှုပ်တာမဟုတ်ဘူးသူကစက်ရုံကနေပြီးမုံနှစ်ကိုလာပို့တယ်ဒါပေမဲ့အမားတို့အဲ့ဒီမုံနှစ်ကိုကိုနိုင်ဘာမှဘာကမီကယ်မှမသုံးမဲနဲ့ကိုနိုင်နေပြီးတော့တပွဲချင်းစီအလိုက်အဲ့လိုမျိုးစိုးစိုးလေးရအောင်တော့ညှစ်ပေးထားပါတယ်ဟုတ်ကဲ့ဆိုင်ရတက်တန်းလေးကအမားဦးဆိုင်က2006ခု2006 2009လောက်ကလေးကဖွင့်တာဆိုတော့ဟိုဟာလောက်ပေါ့ရှိပြီ19နှစ်အနှစ်20လောက်တော့ရှိပြီအမားတို့ရဲ့မုံဖက်ကကြတော့သူကလက်ညှိမုံဖက်ပေါ့ကိုနိုင်ဒီမုံနှစ်ကိုတော့ကိုနိုင်လှုပ်တာမဟုတ်ဘူးသူကစက်ရုံကနေပြီးမုံနှစ်ကိုလာပို့တယ်ဒါပေမဲ့အမားတို့အဲ့ဒီမုံနှစ်ကိုကိုနိုင်ဘာမှဘာကမီကယ်မှမသုံးမဲနဲ့ကိုနိုင်နေပြီးတော့ဒီနွေးနဲ့နေပြီးတော့တခါတည်းကိုယ့်အကိုနိုင်ညှစ်ပြီးတော့ဒီလိုလုပ်ပေးတာပေါ့နော်ဒီညှစ်တဲ့ဆိုလို့ရှိရင်လည်းတခါတည်းအများကြီးညှစ်ထားတာမဟုတ်ဘဲနဲ့ customer လာတော့မှအမားတို့ကတပွဲချင်းစီအလိုက်အဲ့လိုမျိုးစိုးစိုးလေးရအောင်တော့ညှစ်ပေးထားပါတယ်ဟုတ်ကဲ့အမားတို့ကတရက်ကိုတော့ဟိုပါပေါ့အချိန်တော့3ချိန်ခွဲထားပါတယ်မနက်9နာရီရနေပြီးတော့10နာရီလောက်ထိကိုစိုးစိုးလေးရတယ်ပြီးရင်12ခွဲရနေပြီးတော့9နာရီလောက်ထိကိုပြန်ပြီးတော့အစိုးလေးရပါတယ်ဟုတ်ဂျားချိန်မှာဆိုရင်တော့နည်းနည်းလေးဘယ်လိုပြောမလဲညှစ်ပြီးသားလက်ညှစ်ဖက်ကိုပဲသုံးပေးထားပါတယ်ဂျားချိန်မှာကြတော့လေအမားတို့ကတန်ရှင်းတွေဘာတွေလောက်ရတာနဲ့ပါတယ်ဆိုတော့အချိန်လေးတော့နည်းနည်းခွာထားပါတယ်ဟုတ်အမမေကကြတော့ပေါ့နော်ဒီစနေမှာမွေးရမဟုတ်ပေမဲ့သူကစနေမျိုးမှာပဲကြီးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်ရောက်လာတော့လေဒီစနေမျိုးရဲ့နာမည်လေးကိုသုံးဖြစ်တာပါရှင်အဲကြောင့်မလို့စနေဆိုင်ဆိုပြီးနာမည်လေးထည့်လိုက်တာပါဟုတ်အမားတို့ဆိုင်ရကြတော့ဒီစနေမျိုးရဲ့အရသာတိုင်းလေးပဲလှုပ်ထားတာပေါ့နော်ဒါပေမဲ့ကုန်ချမ်းလေးတွေကကြတချို့နေရာလေးမှာကွာသွားတာကြီးလည်းရှိကောင်းရှိလိမ့်မယ်ပေါ့ဒါပေမဲ့အတက်နိုင်ဆုံးတော့တူအောင်လှုပ်ထားပါတယ်အမားတို့ဒီရန်ကုန်မျိုးရဲ့ဘယ်လိုပြောမလဲဒီကအရသာတိုင်းမဟုတ်ဘဲနဲ့အမားတို့စနေမျိုးရဲ့ဓလေ့အတိုင်းလေးပဲလှုပ်ပြီးတာပါဟုတ်ရှင်းခမွေးကြမျိုးအရင်တော့ကတော့ငရုတ်သီးအမှုံတော့အဲ့လိုမျိုးပေါ့အဲ့ဒါစနွေးမုံလို့ကတော့ရခိုင်ကနေပြီးတော့ဓာတ်ရိုက်ယူရအခုကကြတော့လမ်းခရီးလည်းအဆင်မပြေတော့လေအဲ့ဒါလေးဒီကနေပြီးတော့ယူတာမျိုးလည်းရှိပါတယ်ဒါလေးကတော့နည်းနည်းအပြောင်းလဲဖြစ်သွားတာပေါ့ဒါပေမဲ့အတက်နိုင်ဆုံးတူအောင်တော့လုပ်ပြီးထားပါတယ်မုံနှစ်တော့ကိုကတော့အမားကဒီကောင်းချင်းမုံနေပါရီမဟုတ်ဘူးပေါ့နော်ဒီပေါ်ဆန်းဒါပေမဲ့အဲ့ဒါကတော့စိတ်ယုံဘက်ကပဲတေချာတော့တိမှန်တယ်အမားအထင်လောက်ကတော့ပေါ်ဆန်းတို့စင်းတွေတို့အဲ့လိုမျိုးလောက်တာလို့တော့ထင်တယ်ဟုတ်ကဲ့အမားတို့ဆိုင်မှာရောင်းရအကောင့်ဆိုတာကြတော့စနေတုပ်ပေါ့အဲ့ဒါလာစားတဲ့လူတိုင်းအဲ့လိုမျိုးမစားဘူးလာစားတဲ့လူတိုင်းလို့စားကြတယ်တဝိုင်းမှာတပွဲလောက်ကတော့မချစ်မနေပါတယ်အေးစနေတုပ်ပါမယ်စနေတုပ်ကကြတော့သူကငပီစိမ့်တို့ငရုတ်ပြီးအမှုံတို့ငါးတို့နဲ့အချင်းတို့အဲ့လိုမျိုးအနှစ်နယ်ပြီးတော့မှမုတ်ဖက်ဆူဆူလေးနဲ့တုပ်တဲ့အတုပ်ပေါ့နော်သူကစနေမျိုးရဲ့ဒလေးအတုပ်ပေါ့အဲ့ဒါလေးပါမယ်နောက်ပြီးလို့ရှိရင်တင်မောသီဆိုလို့ရှိရင်အမားကအမြင်နဲ့အပြာဆိုခွဲပေးထားတယ်ဒီအပြားကြတော့ရခိုင်ဒေသရဲ့ဟိုဟာသူ့ရဲ့ဒေသအတုပ်ပေါ့တင်မောသီအပြားတုပ်အဲ့ဒါလေးလည်းအစားများတယ်ပြီးတနတ်တုပ်တို့ဘာတို့အဲ့ဒါလေးတော့အစားများပါတယ်ဟုတ်အမားဆိုင်ကတော့အကုန်လုံးကောင်းပါဘူးဒီနှုတ်အနေနဲ့ကြတော့အမားကအမြင့်ဆုံးဆိုလို့ရှိရင်တော့ West Sea ဘတ်တုပ်ပေါ့နော်သူကကြတော့ West Sea ဘတ်ကအမားတို့ကကိုယ်တိုင်လောက်တာမဟုတ်ဘူး order မှားတဲ့အတွက်ကြောင့်မလို့သူကပိတ်တာစီတဲ့နည်းနည်းများသွားတယ်အဲကြောင့်မလို့ West Sea ဘတ်တုပ်ကိုတော့6000နဲ့လုပ်ပေးထားပါတယ်ဒါကလည်းအမားတို့အရေးအမျက်မယူထားဘူးပေါ့နော်အခါတလေကြလို့ရှိရင်လည်းဒီလက်လွန်သွားတဲ့အခါကြီးပါဆိုလို့ရှိရင်အမျက်ကိုမရတာအဲ့လိုမျိုးကWest Sea ဘတ်တုပ်ကတော့6000နဲ့ဟိုကအမြင့်ဆုံးပေါ့နော်အမေအမားတို့ဆိုင်မှာရခိုင်မုတ်တီအလွတ်တပွဲကိုတော့1500နဲ့ပဲလုပ်ပေးထားပါတယ်ဒါကကြတော့လူတန်းစစ်စားနိုင်အောင်ပေါ့အခုချိန်မှာစီးပွားရေးလည်းအခက်အခဲဖြစ်နေတော့1500ဆိုလို့ရှိရင်တော့မုတ်တီတပွဲနည်းနည်းများထည့်ပြီးတော့1500နဲ့ပဲရောင်းပေးထားပါတယ်ဟုတ်ဈေးကတော့အနည်းဆုံးနဲ့လုပ်ပေးထားပါတယ်အခက်ခဲကတော့သူကလက်ညှိမုတ်တွေကြတော့ဒီလိုမီးသိမ်းအမားကမီးသိမ်းမီးဝင်နေလောက်တာပေါ့နော် gas မသုံးဘူးဒီလိုမီးသိမ်းမီးပဲဝင်နေဆိုတော့မီးအချိန်တွေဘာတွေကတော့နည်းနည်းရှိတယ်ပြီးလို့ရှိရင်နေရာကျယ်ဝင်လဲလိုတယ်
ပြီးရင်လူအင်အားပေါ့လူအင်အားအမှန်တကယ်ဒီလိုမုတ်တီဆိုင်ဆိုလို့ရှိရင်ကလူတစ်ယောက်နှစ်ယောက်လောက်နဲ့ရတယ်ဒါပေမဲ့ဒီလက်ညှိမုတ်တီနဲ့ကြတော့လူအင်အားနည်းနည်းအများလိုတယ်ပေါ့အဲ့ဒါလေးရောအိမ်မှာအမ9ယောက်ရှိရင်9ယောက်လုံးဒီဆိုင်ထဲမှာတစ်ခါလေးလုံးနေရတဲ့ပုံစံမျိုးလေးပေါ့လူအင်အားလေးရောလိုပါတယ်ဟုတ်ကဲ့ပင်မလည်းပို့ပြီးတော့ပင်မတာပေါ့ဟုတ်ခွာချမုံသားနဲ့ဆိုင်တယ်မုံသားအမတို့မှလည်းမုံဖက်ပြတ်တဲ့အချိန်လေးရှိတယ်အများနဲ့ကောင်းတယ်လို့ကမဆိုလို့ပေါ့နော်ဒါပေမဲ့မုံသားကကြတော့အဲ့ဒါမုံသားမှာကွာသွားမုံသားကောင်းလို့ရှိရင်ပြီးရင်နေတာလည်းညက်မယ်ဆိုလို့ရှိရင်တော့မုံဖက်အရှည်လေးထွက်လာမယ်ပြီးရင်ဒီလိုဆိုးလေးစားတဲ့အချိန်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဟိုဟာပေါ့ဘယ်လိုပြောမလဲပို့ပြီးတော့အရှည်လေးထွက်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကွာလေခုနညှစ်ထားတာညှစ်ပြီးကာစာလေးဆိုတော့တိတ်မတိတာသေးဘူးဒီဟာဆိုလို့ရှိရင်နည်းနည်းလေးခြောက်သွားပြီဒါပေမဲ့အမားတို့ကအခုကာဆန်မလာရမလားညှစ်နေတဲ့အချိန်ဆိုလို့ရှိရင်ဒီလိုဆိုးလေးပဲထည့်ပြီးဆိုးလေးဆိုအရှည်လေးရတယ်နည်းနည်းကြာသွားပြီဆိုလို့ရှိရင်ဒီလိုနည်းနည်းလေးတော့ပြတ်သွားတာပေါ့အရင်တော့ဟိုလိုမျိုးအပြတ်လေးတော့မဟုတ်ဘူးအဲ့ဒါလေးတစ်ခုတော့ကွာပါတယ်ဟုတ်ငါကတော့အမားကငရွှေတင်းမောဆိုရခိုင်လိုခေါ်ရင်တော့တင်းမောဆိုကြက်တိုင်းပေါ့တော့အဲ့ဒါမျိုးနဲ့အမားကချက်ပါတယ်ဟုတ်ဒီငရွှေအချောက်လဲပါမယ်ပြီးရင်ငါးစိမ့်လဲနည်းနည်းပါတယ်ရှင်အမားကကြအချုံမို့အရန်မပုံတဲ့အတွက်ကြောင့်မို့လို့ငါးစိမ့်နဲ့ငါးချောက်ကိုဟိုရောပြီးတော့ချက်ရပါတယ်ဟုတ်ဒါပေမဲ့ဟိုငရွှေ6ကတော့များပါတယ်ရှင်ဟုတ်ကဲ့ဆိုင်ဖွင့်ချိန်ကတော့မနက်အမားတို့9နာရီဆိုလို့ရှိရင်ရခိုင်မုတ်တီရပါပြီညနေကတော့6နာရီခွဲထိဖွင့်ပါတယ်ဟုတ်ကဲ့တရက်လုံးရပါတယ်ရှင်ဆိုင်လိပ်စာကြတော့အမားတို့နံပါတ်15ကိုချစ်မောင်အရာရှိရေတနာလမ်းဗဟန်းမြို့နယ်ကိုတလစ်မှာရှိပါတယ်လမ်းဆောင်ကတော့ဒီလမ်းဆောင်မှတ်တိုင်နဲ့နီးလေးပါပဲဟုတ်မှတ်တိုင်ကလမ်းဆောင်မှတ်တိုင်ကနေဆင်းလိုက်တာနဲ့ရေတနာလမ်းတက်ရောက်ပါတယ်ရှင်ဟုတ်ပရက်ရှိတယ်ရှင်အမားတို့ဆိုင်ကတပတ်မှာတလင်းလာနေတရက်ကိုပိတ်ပါတယ်ရှင်အပတ်တိုင်းပိတ်ပါတယ်ဟုတ်ဒီဆိုင် page လေးလည်းရှိပါတယ်ဒီစနေရက်ခိုင်လည်းညမုတ်ဒီဆိုတဲ့နာမည်နဲ့ပါပဲရှင်ဟုတ်ကဲ့ပါအမားတို့ဆိုင်ကိုဒီစနေဆိုင်ကိုလည်းမရောက်ဘူးတဲ့လူတွေရောလည်းရောက်ဘူးတဲ့လူတွေရောအကုန်လုံးတရက်တစ်ခါလောက်ဖြစ်တပတ်တစ်ခါလောက်ဖြစ်လာခဲ့ကြပါလို့ဟုတ်ကဲ့လာလို့ရှိရင်တော့ဒီရခိုင်မုတ်ဒီဆိုလေးရတဲ့အချိန်ဆိုလို့ရှိရင်စနေတုပ်လေးစားဖို့ဒီ comment ပေးပါတယ်ပြီးရင်တင်မောတီတုပ်လေးရဲ့ပြီးမောလက်ဆောင်နဲ့ဟိုလှော်စာလေးလည်းအချိုတဲလို့ရပါတယ်ရှင်တခြားအတုပ်တွေလည်းအများကြီးရှိပါတယ်တစ်ခါလောက်လာပြီးလက်ကြည့်တာပါလို့ပြောပါတယ်ဟုတ်ကဲ့အားလုံးလည်းခဏရက်တာလို့မိလိုက်တမ်းမှာချမ်းသာကြပါစေတေးချတာပြေကိုကျမနဲ့လည်းပြည့်စုံကြပါစေရှင်ဟုတ်ကဲ့ကျေးဇူးပါ